မျိုးသမီးကကားပေါ်မှာသူမရဲ့ခါတီးတဲ့ပြိုင်ဘက်နဲ့ရန်ဖြစ်ခဲ့ကြပြီးနှစ်ယောက်စလုံးမြစ်ထဲကိုကားမောက်ကျသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူတို့ကိုလင်မယားနှစ်ယောက်ကကယ်ဆယ်ခဲ့ပေမဲ့အမျိုးသမီးကတော့နိုးလာတဲ့အချိန်မှာအသိမိသွားခဲ့ပါတယ်။သူမရဲ့လက်ပေါ်ကမွေးရပါအမတ်သားကိုသတိပြုမိပြီးအဲ့ဒီလင်မယားကသူမကိုရွာကနေထွက်ခွာသွားတာ10နှစ်ကြာပြီဖြစ်တဲ့သူတို့ရဲ့တူမလေးလို့အထင်လွဲသွားခဲ့ကြပါတယ်။ပြီးတော့သူမရဲ့ပြိုင်ဘက်ကောင်လေးကိုလည်းသူမရဲ့ခင်မုန်းလို့ထင်မှတ်ခဲ့ကြတာပါ။ဘာကူမှမမှတ်မိတော့တဲ့အမျိုးသမီးဟာသူတို့ကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပြီးသူတို့ကိုဦးလေးနဲ့အတော်လို့သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီခဏမှာပဲသူမရဲ့ရန်သူတော်ကြီးကရုတ်တရက်နိုးလာခဲ့ပါတယ်။တိုက်ဆိုင်ပဲသူလည်းအတိတ်မိသွားခဲ့တာပါ။သူဟာလူမျက်နှာမမှတ်မိတဲ့ယောဂပါရသွားခဲ့ပြီးအခြားလူတွေရဲ့မျက်နှာတွင်ပြင်တွေကိုမခွဲခြားနိုင်တော့ပါဘူး။ဒါပေမဲ့ထူးထူးဆန်းဆန်းပဲအမျိုးသမီးရဲ့မျက်နှာကိုတော့သူအထင်ရှားမြင်နိုင်ခဲ့ပါတယ်။ဒီအကြောင်းရင်းကြောင့်သူဟာသူမကိုသူ့ဇနီးလို့ချက်ချင်းယုံကြည်သွားခဲ့ပြီးသူတို့ဟာဖူးစာပါလာတဲ့သူတွေလို့ထင်နေခဲ့တာပါ။သူတို့ကိုကယ်တင်ပေးခဲ့တဲ့ဦးလေးကိုကျေးဇူးဆက်တဲ့အနေနဲ့အမျိုးသမီးကသူတို့အတွက်ဟင်းချက်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူမချက်ပြုတ်ထားတဲ့ငါးဟင်းကိုချကျွေးတဲ့ခါမှာတော့အတော်ဖြစ်သူကသူမဟာငါးကြီးခွန်တွေကိုလုံးဝမခွာထားမှန်းသိသွားခဲ့ပါတယ်။အမျိုးသမီးကရှက်ရှက်နဲ့ပဲထူးခြားတဲ့အရာတာပုံစံမျိုးရအောင်တမင်အကြီးခွန်မခွာပဲခြံထားခဲ့တာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တခိုက်ကြည့်ပြီးတဲ့နောက်မှာတော့သူမကိုယ်တိုင်ချက်ချင်းပြန်ထွေးထုတ်လိုက်ရပါတော့တဲ့အတော်နဲ့ဦးလေးလည်းချက်ချင်းပဲအဲ့ဒီဟင်းကိုမစားရတော့ပဲဖြစ်သွားကြပါတယ်။သူမရဲ့ဟင်းချက်စွမ်းရည်ကဒီလောက်အထိဆိုးရလိမ့်မယ်လို့သူတို့မမျှော်လင့်ထားခဲ့ကြပါဘူး။အမျိုးသမီးရှက်ကိုရှက်ကန်းဖြစ်နေတဲ့အချိန်မှာတင်အမျိုးသားကနောက်ထပ်ဟင်းတစ်နက်ချက်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။အဲ့ဒီနောက်သူမိဖို့ကြောင့်လည်းဝင်သွားပြီးစတင်ချက်ပြုတ်ပါတော့တဲ့အမျိုးသမီးဟာကျွမ်းကျင်တဲ့ဟင်းချက်နေတဲ့သူ့ကိုကြည့်ရင်သူ့ရဲ့ရုပ်ချုံမှုနဲ့ကျွမ်းကျင်မှုတွေအပေါ်ချက်ချင်းဆွဲလန်းသွားခဲ့ရပါတယ်။မကြခင်မှာပဲအမျိုးသားဟာအရသာရှိတဲ့ဟင်းရတွေအပြည့်နဲ့ထမင်းဝိုင်းတစ်ခုကိုပြင်ဆင်ပေးခဲ့ပါတယ်။ဟင်းတွေကိုမြည်ဆန်းပြီးတဲ့နောက်ဦးလေးဖြစ်သူကသူ့ကိုချီးမွမ်းထမ်းဖွင့်ခဲ့ပြီးစားတော့ဆိုင်တော့ဖွင့်လို့ရတယ်လို့ပြောပါတယ်။အမျိုးသမီးလည်းသူ့ရဲ့ဆွဲဆောင်မှုပေါ်အရန်ကိုအထင်ကြီးသွားခဲ့ရပါတယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှရခင်ကပြိုင်ဘက်ဟောင်းနှစ်ယောက်ဟာဒီထင်လွဲမှုကြောင့်ပုံမနီးစက်လာခဲ့ကြပါတယ်။အမျိုးသားကသူမကိုရွှေလက်စွပ်တကွင်းတောင်ဝယ်ပေးခဲ့ပြီးနောက်ကျရင်ဒီထက်ကြီးတာကိုဝယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အမျိုးသမီးဟာစိတ်ထဲမှာအရန်ကိုလှုပ်ရှားသက်ဝင်သွားခဲ့ရပါတယ်။သူတို့နှစ်ယောက်အချစ်တွေနှဆိုင်ပြီးယူသွနေကြတဲ့အချိန်မှာတင်သူတို့ရဲ့အဖေတွေရုတ်တရက်ရောက်ရှိလာကြပါတယ်။အဖေနှစ်ယောက်ကသူတို့ကိုဖက်လှည့်ပြီးအိမ်ပြန်ခေါ်ဖို့လာတာလို့ပြောပါတယ်။အမျိုးသမီးကပြရခတ်ပြီးသူမလက်မှာမွေးရပါအမှတ်သားရှိတာကြောင့်သူ့သမီးဖြစ်မလာနိုင်ပါဘူးလို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အဖေကဒါဟာမွေးရပါအမှတ်သားမဟုတ်ပဲသူတို့ကလေးဘဝတုန်းကသူမရဲ့ပြိုင်ဘက်ကောင်လေးကြောင့်ရခဲ့တဲ့အမာယုတ်တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။သူမရဲ့ပြိုင်ဘက်နာမည်ကိုကြားလိုက်ရတဲ့ခဏမှာဒါပဲအမျိုးသမီးရဲ့အသိစိတ်ဟာဝုန်းကနေတက်သွားပြီးအတိတ်မဲ့ညံတွေအားလုံးပြန်ပွင့်လာခဲ့ပါတော့တယ်။တကယ်တော့သူတို့နှစ်ယောက်လုံးဟာချမ်းသာတဲ့မိသားစုတွေကနေမွေးဖွားလာကြသူတွေပါကောင်လေးကကလေးဘဝကလေးကသူမကိုစားနောက်ရတာကိုဝါသနာပါခဲ့ပြီးသူတို့ရဲ့အဖေတွေကအစပြိုင်ဘက်တွေဖြစ်ခဲ့ကြတာပါအဲ့ဒီနေ့တုန်းကအမျိုးသားကသူမရဲ့ကုမ္ပဏီအစ်စ်ကဝန်ထမ်းတွေကိုထပ်ခါတလဲလဲတိတ်တဆိတ်စီးရုံခေါ်ယူခဲ့ပြီးတဲ့နောက်မှာတော့သူမနောက်ဆုံးမှာစစ်ပောက်ကွဲသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူတို့ကားပေါ်မှာရန်ဖြစ်ခဲ့ကြတာပါအတိတ်မိတာပြန်ကောင်းလာပြီးနောက်အမျိုးသမီးဟာသူမရဲ့ရန်သူတော်ကြီးနဲ့3လတိုင်တဲတန်ချစ်ခဲ့မိရဆိုတဲ့အဖြစ်မှန်ကိုလုံးဝလက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။သူမကအဖေဖြစ်သူကိုသူမကိုချက်ချင်းအိမ်ပြန်ခေါ်သွားဖို့နဲ့သူ့အနာကနေဝေးဝေးမှာထားပေးဖို့ပြောပါတော့တယ်။ဒါပေမဲ့အမျိုးသားကတော့သူမကိုပေးမထွက်သွားပဲလက်ကိုဆွဲထားကသူမဟာသူ့ဇနီးပါလို့စွတ်ခေါ်နေခဲ့ပါတယ်။သူ့ဖေကသူ့သားရဲ့အဖြစ်ကိုကြည့်ပြီးရှက်တာနဲ့ပါတစ်ချက်ရိုက်ချလိုက်ပြီးတတိလစ်သွားအောင်လုပ်လိုက်ပါတော့တယ်။ဒီလူပြက်စလန်းကြီးကတော့နောက်ဆုံးမှာပြီးဆုံးသွားခဲ့ရပါတယ်။သူ့ဆန္ဒကိုဆန့်ကျင်ပြီးအိမ်ပြန်ခေါ်သွားခြင်းခံရပြီးနောက်မှာအမျိုးသားဟာနေတိုင်းသူ့ဇနီးကိုတွားချမယ်ဆိုပြီးတကြီးလုပ်နေခဲ့ပါတယ်။သူ့သားဒီလောက်ထိစိတ်ဆင်းရဲနေတာကိုမကြည့်ရတော့တာကြောင့်မိခင်ဖြစ်သူကအနောက်တကားပဲမှလဲဆိုတာကိုတိတ်တဆိတ်ပြောပြခဲ့ပါတယ်။တိုးတော်လဲသူ့အမျိုးသမီးကိုရှာတွေ့ခံနေမှတင်မဲ့သူ့ဖေကကားမောင်းပြီးအနောက်ကနေလိုက်လံဖမ်းဆီးပါတော့တယ်။အဲ့ဒီတထေးကြီးကအမျိုးသမီးကပဲသူ့သားကိုအိမ်ကနေထွက်ပြေးအောင်လှည့်စားခဲ့တာလို့ခေါင်းမာမာနဲ့ယုံကြည်နေခဲ့တာပါ။သူမဟာသူမရဲ့အဖေလိုပဲလူလဲကြပြီးအကွက်စင်တက်သူလို့ဆွဆွဲခဲ့ပါတယ်။အမျိုးသမီးကအရန်ဒေါသထွက်သွားခဲ့ရပါတယ်။အဲ့ဒီတထေးကြီးဒေါသထွက်သွားအောင်လုပ်တဲ့အနေနဲ့သူမကအမျိုးသားကိုကျမရှင်ကိုမချစ်လို့မဟုတ်ပါဘူး။ရှင်ဖေကကျမတို့ကိုတူတူနေခွင့်မပေးလို့ပါဆိုပြီးတမင်တက်တက်ပြောလိုက်ပါတယ်။အမျိုးသားကသူမစိတ်မကောင်းဖြစ်နေတဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့သူချက်ချင်းပဲစိတ်ပိုင်းဖြတ်ပြီးသူ့ဖေကိုထွက်သွားဖို့ပြက်ပြက်တသားပြောလိုက်ပါတော့တယ်။သူဟာသူမနဲ့အတူရှိနေဖို့အတွက်ဆိုရင်သူ့ရဲ့မိသားစုနဲ့အမွေတွေကိုပါဆွလို့ဖို့အထိအသင့်ဖြစ်နေခဲ့တာပါ။အမျိုးသမီးကတော့အဲ့ဒီတထေးကြီးကိုအခုတော့ရှင်သားကကျမအပိုင်ဖြစ်သွားပြီဆိုပြီးမှန်ပါပါနဲ့လှမ်းပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာအမျိုးသားနဲ့အတူထွက်ခွာသွားခဲ့ပါတော့တယ်။